တော် Facebook မှာ contact တွေကိုဖန်တီးပြီးတော့ပတ်စံရှာဖို့အတွက်ဆိုလို့ရှိရင် account တွေကို promote on ပြီးတော့ပေါ့နော်ကျွန်တော် page အတွင်ပြောင်းပြီးတော့သုံးတာတက်စားလို့ရှိရင် professional ကြကြကိုကသုံးကျင်တယ်ဆိုလို့ရှိရင်တကယ် page အစ်စ်ကိုဖွင့်ပြီးတော့သုံးနော်အဲ့တော့ကျွန်တော်ဒီနေ့ page ဖွင့်ပုံဖွင့်နည်းကိုကျွန်တော်လက်တွေ့ပြသပေးသွားမှာဖြစ်ပါတယ်နော်အဓိကတော့ကျွန်တော်ရဲ့ဒီလွန်ခဲ့တဲ့ရက်ကမှကျွန်တော်ဖွင့်ထားတဲ့ FMFC ကတင်နန်းသားတွေကိုကျွန်တော်ပြခြင်းလို့နော်ဟိုလက်တွေ့ဒီ2026 update ဖြစ်တဲ့ page ဖွင့်ပုံဖွင့်နည်းကိုကျွန်တော်ပြရင်းနဲ့ဒီ publish ကကျွန်တော်မိတ်ဆွေတွေကိုပါတခါတည်းမြင်သွားစေခြင်းလို့ကျွန်တော်တခါတည်းဖော်ပြပေးလိုက်တာပါเนาะဒါကတော့ကျွန်တော်တို့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ page ဖွင့်ပုံဖွင့်နည်းကိုတွားဖို့အတွက်ကျွန်တော်တို့ကိုယ့်ရဲ့ Facebook page တွေကိုတခါတည်းဝင်လိုက်ပါကျွန်တော်နဲ့အတူတူလိုက်လုပ်ကြည့်ကြရအောင်เนาะဟုတ်ပြီကျွန်တော်တို့အရင်ဆုံးကိုယ့်ရဲ့ Facebook account တွေကိုဝင်လိုက်မယ်ပေါ့เนาะ account ကနေပြီးတော့ပဲ page ဖွင့်ရမှာเนาะအဲ့တော့ကျွန်တော် account တွေကိုဝင်လိုက်မယ်ဝင်ပြီးသွားပြီဆိုလို့ရှိရင်မိတ်ဆွေတို့ကဒီမှာမြင်းချောင်းလေး၃ချောင်းရှိတယ်ဘယ်နေရာမှာပေါ်မလဲတော့မသိဘူးညာဘက်မှာပေါ်မလားဘယ်ဘက်မှာပေါ်မလားတော့မသိဘူးတယောက်နဲ့တယောက်ကမတူတတ်ဘူးเนาะအဲ့တော့ဒီမှာကတော့ကျွန်တော်ကိုပြပေးထားတာရှိတယ် create Facebook page ဆိုပြီးတော့ဒီကနေပြီးတော့လည်းနှိပ်ပြီးတော့ဖွင့်လို့ရတယ်ဒါပေမဲ့တချို့တွေကအဲ့ဒီမှာမပေါ်ဘူးဆိုလို့ရှိရင်ကျွန်တော်ဒီမှာအောက်မှာเนาะ page ဆိုတာရှိတယ်เนาะအဲ့ page ဆိုတာလေးကိုနှိပ်လိုက်เนาะနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာအပေါ်မှာ create ဆိုတာရှိတယ်เนาะဖန်တီးမယ်ပေါ့เนาะအဲ့ create လေးကိုနှိပ်လိုက်နှိပ်ပြီးသွားရင်ကိုစဉ်းစားထားတဲ့နာမည်ပေးမှာကကျွန်တော်တို့ခဏခဏနာမည်တွေကပြောင်းလို့မရဘူးတခါတည်းမဖွင့်ခင်နဲ့အသေးချာစဉ်းစားเนาะအဲ့တော့ကျွန်တော်ဘယ်လိုပေးမလဲ AI ပေါ့เนาะအလွယ်တကူပဲပေးလိုက်မယ် AI creator ပေါ့ AI creator ဆိုပြီးတော့ကျွန်တော်ပေးကြည့်လိုက်မယ်နာမည်ကိုเนาะပေးပြီးတော့ကျွန်တော် next ကိုနှိပ်လိုက်မယ်เนาะnext ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က content creator လောက်မှာမလား content creator လောက်မှာဆိုတော့ကျွန်တော်တို့ကဒီ category ဆိုတာကိုယ့်ရဲ့ page ရဲ့ tag ရဲ့အမျိုးအစားကိုပြောတာ page အမျိုးအစားကဘာလဲပေါ့အဲ့ဒါမှသူက Facebook ကနေပြီးတော့လူတွေစီကိုများများဟိုပို့ပေးမှာအခုဥပမာအဝိထည်ရောင်းတဲ့သူတွေဆိုလို့ရှိရင်အဝိထည်ကိုကြိုက်နှစ်တက်တဲ့သူတွေလိုက်ရှာနေတဲ့သူတွေစီကိုပို့ပေးမယ်အဲ့လိုသဘောတရားမျိုးပဲကျွန်တော်တို့က creator လေ creator ဆိုတော့ကျွန်တော်တို့က video တွေ photo တွေစာတွေရေးပြီးတော့ကျွန်တော်တို့ကဖန်တီးပြီးတော့ပရိသတ်တွေစီကကျွန်တော်တို့ကပြန်ပြီးတော့ earning ကိုကျွန်တော်ပြန်ယူမှာเนาะ monetize လုပ်မှာပေါ့เนาะအဲ့တော့ကျွန်တော်တို့ကဒီမှာ digital creator ကိုပဲရွေးလိုက်များသောအဖြစ်ကเนาะအဲ့ဒါလွယ်လွယ်ကူကူပဲ digital creator ရွေးလို့ရတယ်ကျွန်တော်တို့ personal ပဲကိုယ်နဲ့သက်ဆိုင်တဲ့ ID ဆိုလို့ရှိရင်လည်း ID ပေါ့ဗျာ3ခုလောက်ထည့်လို့ရတယ်ဒီမှာ category မှာเนาะအဲ့တော့ထည့်ပြီးတော့ကျွန်တော်တို့ create ကိုနှိပ်လိုက်အောက်ကဒီ create ဆိုတဲ့ဟာလေးကိုနှိပ်လိုက်เนาะနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့အမှသူကလုံတင်တော့စောင့်အောင်မယ်ခဏလေးစောင့်ပေါ့เนาะဟုတ်ပြီဒီလိုနေရာကိုရောက်လာပြီဆိုလို့ရှိရင်ဒါကဟိုကျွန်တော်တို့ page ကိုတော့လုပ်ပြီးသွားပြီကိုယ့်ရဲ့ page မှာ setting တွေကိုချိန်မှာပေါ့เนาะ setting တွေထည့်မှာပေါ့အဲ့တော့ biography ဆိုတာကျွန်တော်တို့ရဲ့ Facebook page အောက်မှာရှိတယ်မလားเนาะဘာအကြောင်းအရာကိုကျွန်တော်တို့ကဖော်ပြချင်တာလဲเนาะအဲ့ဒီကိုယ့်ရဲ့ဒီ page မှာဖော်ပြမယ့်အကြောင်းအရာလေးတွေကိုကျွန်တော်တို့ကထည့်မယ်ပေါ့เนาะအခုဥပမာဆိုလို့ရှိရင်ဗျာကျွန်တော်ဥပမာအနေနဲ့ထည့်လိုက်မယ် AI နဲ့ပတ်သက်သောနည်းပညာများကိုတင်ပေးပါမည်နေ့စဉ်เนาะ AI နဲ့ပတ်သက်သောเนาะနည်းပညာများကိုနေ့စဉ်တင်ပေးပါမည်ပေါ့နေ့စဉ်တင်ပေးပါမည်เนาะအင်္ဂလိပ်လိုရေးလဲရတယ်မြန်မာလိုရေးလဲရတယ်ကျွန်တော်တို့ကမြန်မာပြောမယ်ဆိုကျွန်တော်တို့က Burmese language နဲ့ပဲသုံးပါလေเนาะ Burmese language နဲ့ပဲသုံးပါဆိုတော့ကျွန်တော်တို့မြန်မာလိုပဲရေးလိုက်တာပိုကောင်းတယ်เนาะပြီးရင်ကိုဒီအောက်မှာ website ကိုစီမှာ website ရှိရဆိုလို့ရှိရင် website ထည့်ပေါ့နော် website မရှိဘူးဆိုလို့ရှိရင် website မထည့်လို့ရတယ်ဒီမှာ email ကလည်းကိုယ့်ရဲ့ email ဟိုအမြဲအသုံးပြုနေတဲ့ email ထည့်လို့ရတယ်ဖုန်းနံပါတ်ကလည်းထိုနည်းလည်းကောင်းမယ်မထည့်လည်းရတဲ့ကိစ္စမရှိဘူးเนาะဒီ location တွေ address တွေနေရာမှာကเนาะဟိုကိုရဲ့နေထိုင်ရာပေါ့ဒါမှမဟုတ်လေကိုအခုဥပမာကိုက monetization အတွက်လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က Thai location ထည့်မယ်ဆိုလို့ရှိရင် Thai location တွေကိုထည့်ပေါ့เนาะဒီ Zcop တို့ဘာတို့ကသွားရှာမယ်ဆိုလို့ရှိရင်ကျွန်တော်ဥပမာအနေနဲ့ပြမယ်เนาะကျွန်တော်တို့ Chrome browser ကိုဝင်လိုက်เนาะ Chrome browser ကိုဝင်လိုက်ပြီဆိုလို့ရှိရင်ခဏလေးเนาะကျွန်တော်ဒီမှာတက်တစ်ခုခေါ်လိုက်မယ်เนาะပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့Bangkok ပေါ့ BAN เนาะ BANGKOK เนาะ Bangkok Zcop ZIP ဒီမှာပေါ်လာပြီ Bangkok Zcop ပေါ့ Bangkok Zcop ဆိုရင်တော့ဒီမှာကျွန်တော်ကွင်းပြမယ်เนาะမြင်တော့အောင်လို့เนาะ Bangkok Zcop ဆိုလို့ရှိရင်ဒီမှာ10100เนาะအဲ့ဒီလိုမျိုးအဲ့ဒီဥစ္စာကိုအဲ့ဒီနံပါတ်လေးကိုယူပြီးတော့ထည့်လိုက်ရုံပဲเนาะအဲ့ဒီနံပါတ်လေးကိုယူပြီးတော့ဒီမှာထည့်လိုက်ရုံပဲကိုကဒီမှာ city နေရာမှာ city တို့ town တို့နေရာမှာကိုက Bangkok ထည့်ထားရင်ပြောတာเนาะ address နေရာမှာလည်းအဲ့ဒီအတိုင်းပဲကိုကအဲ့ဒီ Bangkok
မသိဘူးဆိုလို့ရှိရင်လည်းသိတဲ့ဥစ္စာတစ်ခုခုသွားယူပြီးထည့်လိုက်ပေါ့ဗျာနော်ဒါကတော့ဒါလောက်တတ်မှာပါနောက်ပြီးရင် next ကိုနှိပ်လိုက်ဒီနေရာမျိုးကိုရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကတခါတည်းဒီမှာကောင်းတာတော့ကိုကဒီဟာတွေကိုကိုယ့်ရဲ့ page ကိုမဖန်တီးခင်တည်းကကိုယ့်ရဲ့ profile picture ပေါ့ကိုယ့်ရဲ့ရုပ်ပုံထည့်ခြင်းလည်းထည့်မထည့်ခြင်းဘူးဆိုလို့ရှိရင်လည်းတချို့စာနဲ့ကျွန်တော်တို့ logo လိုပုံစံထည့်တာเนาะအဲ့ဒါထည့်လဲရတယ်ပြီးရင် cover photo ထည့်เนาะ cover photo ထည့်အဲ့ဒီနှစ်ခုကိုမဖြစ်မနေဖြစ်အောင်ထည့်ဘာဖြစ်လို့လဲဆိုတော့ဟို Facebook ဘက်ကတော့ဒါမှမဟုတ် audience ခေါ်တယ်ကျွန်တော်ဒီပရိသတ်ဘက်ကတော့ဒါတွေမထည့်တော့ဘူးဆိုလို့ရှိရင်ဒီ page ကဘာမှမတင်ဘူးတင်ပါတယ်ဆိုပြီးဝင်မကြည့်တော့ဘူးအဲ့ဒါမျိုးတွေရှိတယ်เนาะအဲ့လိုမျိုးလေးကိုကဒါတွေကိုထည့်ထားမှပြောမယ်စိတ်ဝင်စားအောင်လဲကိုကလုပ်ပြီးတော့ထည့်နော်ကျွန်တော် canvas ဖြစ်ဖြစ် photoshop မှာဖြစ်ဖြစ်ကျွန်တော်တို့သွားပြီးတော့လုပ်ပြီးတော့ထည့်လို့ရတယ်အခုနောက်ပိုင်း AI နည်းပညာတွေပေါ်လာတော့ AI ကိုအကူအညီသွားတောင်းလို့တော့ရပါတယ်နော်အဲ့တော့ကျွန်တော်ပြီးရင် next ကိုနှိပ်လိုက်ကောင်းတာတော့ကျွန်တော်တို့ AI မှာ AI ဖန်တီးထားတဲ့ပုံကိုသွားပြီးတော့ထည့်တာထက် AI ကို instruction ပေးခိုင်းပြီးတော့ကိုယ့်ဘက်ကိုဖန်တီးပြီးတော့ထည့်တာပိုကောင်းတယ်နော်အဲ့ဒါလေးလည်းမှတ်သားထားအောင်နော်အခုပြီးသွားရင်ဆိုရင်ကျွန်တော်ဒီနေရာရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ invite friend ပေါ့နော်ကိုယ့်စီမှာရှိတဲ့ friendကိုအခုဥမာလူရောက်1000ရှိရဆိုလို့ရှိရင်1000လုံးကိုကျွန်တော်တို့ကသူ့ကိုငါဒီ page ဖွင့်ထားတယ်ဆိုပြီးတော့သူ့ကို invite ထားလို့ရတယ်သူတို့ကကိုလာပြီးတော့follow လုပ်ထားမယ်ဆိုလို့ရှိရင်ကိုက follower ရတာပေါ့ဗျာအဲ့ဒီသဘောတရားပဲเนาะကျွန်တော်တော့မလုပ်တော့ဘူးဒါကဆန်းပြတာဆိုတော့เนาะပြီးရင် next နှိပ်လိုက် next နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာmarketing ဒီဥစ္စာတွေကို on ထားလိုက်ဗျာ on ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ next ကိုနှိပ်လိုက်เนาะဒါတွေကကျွန်တော်အသေးစိတ်သိမရှင်းပြတော့ဘူးဟုတ်လို့ဆိုတော့အချိန်ကြာသွားမှဆိုလို့နေပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီလိုပေါ်လာလိမ့်မယ်နော်ပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ page ကိုအခုဖွင့်ထားတဲ့ page ကိုကျွန်တော်တို့ account ကနေပြီးတော့ page တဲကိုဝင်မယ် page ကိုပြောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ switch ကိုနှိပ်လိုက်နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်ခုနကဖွင့်ထားတဲ့ page တွေကိုရောက်သွားလိမ့်မယ်နော်ဒါဆိုလို့ရှိရင်ဒါ introduce ပေါ့နော်ဒီ introduce သူတို့ Facebook ဘက်ကလောက်ခိုင်းတာ skip နှိပ်ပြီးတော့အပေါ်ကဒီမှာတွေ့လား skip ဆိုတာပါskip နှိပ်ပြီးတော့လေကြော်လိုက်လို့ရဒါမှမဟုတ်လေကိုဖတ်ချင်တယ်ဆိုလို့ရှိရင် next click နှိပ်လိုက်next click နေပြီးတော့ go to feed ကိုသွားလိုက်เนาะသွားပြီဆိုလို့ရှိရင်အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာ page တစ်ခုရပါပြီเนาะကိုယ့်ရဲ့ page ဟုတ်လားမဟုတ်လားဆိုတော့ကို page လား account လားဆိုတော့ကျွန်တော်ဒီနေရာမှာဆက်လို့ရတယ်ဒီမှာတွေ့လား detail မှာအမှကိုဖွင့်ထားတာဒါ page เนาะအဲ့လိုမျိုးဆက်လို့ရတယ်เนาะကျွန်တော်ရဲ့ဒီ FNFC ကတင်တန်းသားတွေဆိုလို့ရှိရင် page type ပါပြထားရယ်เนาะအဲ့ဒါလေးအသေးချာကြည့်เนาะအားလုံးစိတ်မြကြပါစေခင်ဗျ